ကျွန်တော်အရင်တော့ကလက်ပေးနဲ့ပတ်သက်ပြီးဗီဒီယိုတင်ခဲ့ဖူးတယ်အဲ့ဒီဗီဒီယိုအောက်မှာလည်း comment လာမှန်းတဲ့သူတွေရှိတယ်လို့မေကွန်းလာမေးတဲ့သူတွေလည်းရှိတယ်အခုချိန်မှာကျွန်တော်လက်ပေးနဲ့ပတ်သက်ပြီးတော့အရင်ကလိုလွယ်လွယ်တွေးလို့မရတော့ပါဘူး2026မှာကျွန်တော်တို့ဝင်ကြီးချုပ်အပြောင်းလဲတွေနဲ့စီကန်းတွေပို့ပြီးတော့တင်းကျပ်လာတာအလုံးလည်းသိမယ်လို့ထင်တယ်တရားမဝင်အလုပ်လုပ်ကင်မှု overstay နေမှုတွေမှာအတိကတင်းကျပ်ပြီးလုပ်လာတယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရတယ်အခွန်ကိစ္စတွေမှာလည်းဒီတိုင်းပဲပို့ပြီးတော့တိုးကောက်လာတယ်ပေါ့နော်ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောခဲ့တယ်ကျွန်တော်တို့လုံနေတယ်ဆိုတာကို new gun ကသိတယ်အရင်ကလည်း new gun ကစစ်ဆေးတယ်အခုချိန်မှာကျတော့ပို့ပြီးတော့စနစ်ကျလာတယ်လို့ပို့ပြီးတော့လည်းစီကံတင်းကျပ်လာတယ်ဒီပညာတိုးတက်မှုတွေလည်းပါလာတာပေါ့အဓိကတစ်ချက်ကကျတော့ကျွန်တော်တို့ my number ကတ်ကပို့ပြီးတော့အသုံးများလာတာရဲ့ my number ကတ်ကနေတဆင့်ကျွန်တော်တို့ရဲ့ဘဏ်အကောင့်တွေငွေစရင်းတွေကိုအတိအကျစစ်လို့ရနေတာပါအရင်ကဆိုကျွန်တော်တို့ဗီဇာတက်တန်းတိုးတဲ့အခါကျမှကျောင်းရဲ့အတန်းတက်စေကျောင်းခေါ်ခြင်းဘယ်လောက်ရှိလဲဆိုတာတွေကိုစစ်လိရှိပေမဲ့အခုနောက်ပိုင်းမှာကျောင်းတွေကိုလည်းသူတို့ကတင်းတင်းကြပ်ကြပ်လုပ်ချင်တာကြောင့်တစ်လတစ်ခါဖြစ်ဖြစ်3လတစ်ခါလောက်ဖြစ်ဖြစ်ကျောင်းတွေကိုလှမ်းဆက်သွယ်ပြီးတော့ကျောင်းသားတွေရဲ့ကျောင်းခေါ်ခြင်းတွေနဲ့ကျောင်းရဲ့လုပ်ငန်းဆောင်တာတွေကိုအတိအကျလိုက်ပြီးစစ်နေတယ်လို့ကြားရပါတယ်အဲ့တော့လက်ပေးဆိုပေမဲ့ကိုကဆိုင်ကမတင်ဘူးလို့ထင်ထားပေမဲ့လည်းခိုးတင်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်အခုနောက်ပိုင်းစီကံတင်းကျပ်လာတဲ့အမျှဆိုင်တွေကိုကျွန်တော်တို့ဖိအားပေးပြီးတင်ခိုင်းတာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မလို့ခုနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ကျန်းမာရေးခွန်တွေစမတန်တက်လာတယ်ဆိုတာကိုသတိထားမိမယ်လို့ထင်ပါတယ်အဲ့ဒီအချက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကို new gun ကသိနေတယ်ဆိုတာအလုံးဝသိတာသေးပါတယ်အဲ့ဒါကြောင့်စီကန်းတွေလည်းအများကြီးတင်းကျပ်လာတယ်ခက်စိတ်စိတ်လေးတွေစစ်ဆေးလာတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအထူးကြိုးစိုက်ဖို့လိုပါတယ်ကျောင်းလကအခက်ခဲကြောင့်မိသားစုခက်ခဲကြောင့်စွန်စားပြီးလုပ်နေရတဲ့သူတွေကိုနားလဲသူလို့ကိုချင်းလဲစားပါတယ်ဒါပေမဲ့ညောင်သီးလဲစားလေးတန်လဲနားထောင်မို့ဗျာကျေးဇူးများတင်ပါတယ်